ဒီနေ့တော့မြက်ကဘန်ကောက်မှာအလူအိမ်သွားပြီးထမင်းစားရတယ်လို့ခန်းစားချက်ရတဲ့ထမင်းဆိုင်တစ်ဆိုင်ကိုခေါ်သွားပေးချင်ပါတယ်ဒီဆိုင်မှာ main dish တွေဝယ်ုံနဲ့အရင်ဟင်းကိုကိုယ်တိုင်အကြိုက်ထည့်စားလို့ရအောင်ချထားပေးပါတယ်မြက်တို့နှစ်ယောက်သွားတာကိုဟင်းသုံးပွဲမှစားခဲ့ပါတယ်မြက်ရဲ့အမျိုးသားက fighting ပေါ်စားခြင်းနဲ့ဆိုပြီးတော့သွားတာပေါ့နော်မြက်တို့ရောက်တာနောက်ကျနေတော့ကုံသွားတာနဲ့စိတ်သားဟင်းပဲစားခဲ့ရပါတယ်ဒီဆိုင်မှာမြက်အကြိုက်ဆုံးကတော့ငပိရီကို2မျိုး3မျိုးလောက်ဖြောထားပေးပြီးတော့တို့စရာအစုံကိုချထားပေးတာပါမြက်ကတော့ထမင်းနဲ့ငပိရီနဲ့ဖက်ပြီးတော့တို့စရာတွေနဲ့အားရပါရဆွဲခဲ့ပါတယ်နောက်ကြိုက်တာတစ်ခုကတော့မြတ်တို့ငငယ်ကဘုန်းကြီးเจ้าကိုဥပုပ်လိုက်ဆောင်ရင်ချပေးတဲ့အရှာတာလက်ဖက်ခါစိမ့်စိမ့်လေးလေးချပေးထားတာဖြစ်ပါတယ်သူတို့ချပေးတဲ့အချိုပွဲအပြင်တခြားစနွေးမကင်းလို့အချိုပွဲတွေရေခဲတုပ်တွေလက်ဖက်ရည်တွေလည်းရောင်းပေးပေမဲ့မြက်ကတော့ဖရီကျွေးထားတဲ့အချိုပွဲနဲ့တင်တော်တော်ပိုက်ပြစ်ပြီးတော့လုံလောက်ခဲ့ပါတယ်မြက်သွားစားတဲ့ဆိုင်ကဖရက်ခနွန်ကခိုင်ခိုင်ကျော်ထမင်းဆိုင်မှာ